တေချာတဲ့တပ်တွေထုံးမပြပဲလူလူကောင်းဆောင်ကျမ်းမာရဲ့အလွန်ကောင်းတယ်လို့စစ်တပ်ကပါဇက်ထဲရှိရာပြောလာတဲ့သတင်းနဲ့ဆက်လိုက်ချင်ပါတယ်။လူလူကောင်းဆောင်တော်ဆန်းစုကြည်ရဲ့ကျမ်းမာရဲ့အခြေအနေဟာအလွန်ကောင်းမွန်နေရဲ့လို့တေချာတဲ့တပ်တွေအထောက်အထားတစုံတရာထုံးမပြပဲစစ်ကော်မရှင်တပ်ပြောရေးဆိုခွင့်ရှိသူခိုင်ဆိုကပါဇက်ထဲရှိရာပြောသွားပါတယ်။ဇွန်လ30ရက်နေ့ကပြုလုပ်တဲ့စစ်ကော်မရှင်ရဲ့သတင်းစာရှင်းလင်းပွဲအတွင်းမှာသူမကအခုလိုပြောကြားသွားတာဖြစ်ပါတယ်။ခိုင်ဆိုကဘာမှပြဿနာမရှိပါဘူးအခက်အခဲအခြေအနေမရှိပါဘူးအပြည့်အဝကိုကောင်းမွန်နေပါတယ်စစ်စစ်မှုတွေကိုလည်းပုံမှန်ပြုလုပ်ပေးနေပါတယ်လို့ပြောပါတယ်အဲ့ဒီလိုမျိုးလူလူကောင်းဆောင်တဲ့ပတ်သက်တဲ့မေခွန်းတွေကိုဖြေနေတဲ့အချိန်မှာခိုင်ဆိုဟာလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့နာမည်ကိုဒေါ်စုလိုမှားယွင်းထွက်ဆိုကမ်းမိပြီးမှဒေါအောင်ဆန်းစုကြည်လိုချက်ချင်းပြန်လည်ပြင်ဆင်ပြောကြားခဲ့တာကိုလည်းတွေ့ရပါတယ်ခင်ဗျာအဲ့ဒီနောက်အာဆီယံထုကိုယ်စားလှယ်ရဲ့တွေ့ခွင့်တောင်းဆိုမှုနဲ့ပတ်သက်ပြီးပြန်လည်ဖြေကြားရမှာတော့ဒေါအောင်ဆန်းစုကြည်ဟာဥပဒေအရရေးယူခံထားရတဲ့ပြည်ထောင်ကြခံနေရတဲ့သူဖြစ်ပါတယ်။အဲ့ဒီအတွက်နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့တွေ့လို့မရပါဘူးလို့ခိုင်ဆိုကဆိုပါတယ်။ဒါအပြင်အာဆီယံစည်းဝေးကိုဖိတ်ကြားလာရင်လည်းစစ်ကော်မရှင်အကြီးအကဲမင်းအောင်လှိုင်အနေနဲ့တက်ရောက်မယ်လို့သူကတစ်ဆက်တည်းပြောသွားပါသေးတယ်။ဒေါအောင်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်အုပ်စုက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကတည်းကမတရားဖမ်းဆီးခဲ့တာဖြစ်ပြီးထောင်ဒဏ်33နှစ်အထိချမှတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာပြည်ထောင်ရှော့ပေါ်မှုတချို့ပြုလုပ်ခဲ့ပြီးပြီးခဲ့တဲ့ဧပြီလ30ရက်နေ့မှာတော့နေပြည်တော်ကနေတစ်ခုကိုပြောင်းရွှေ့ချုံနှောင်ပြီးကြန့်ရှိနေတဲ့ပြည်ထောင်တွေကိုဆက်လက်ကြားခံရမယ်ဆိုပြီးဓာတ်ပုံတစ်ပုံနဲ့တကွထုတ်ပြန်ခဲ့ပူပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိလူလူကောင်းဆောင်တော်ဆန်းစုကြည်ကိုလူလုံးထုတ်ပြတာမျိုးမရှိသေးသလိုမိသားစုဝင်တွေရှင်းတွေနဲ့လည်းနှစ်နှစ်ကျော်ကြာအောင်တွဲဆုံခွင့်နဲ့ဆက်သွယ်ခွင့်တွေကိုလုံးဝဖြတ်တောက်ထားတာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးအဆက်အသွယ်ပြတ်တောက်နေတဲ့အကြောင်းလူလူကောင်းဆောင်တော်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကိုထင်လင်းခေါ်ကမ်မေရက်စ်ကမိခင်ဖြစ်သူတက်ရှိထင်ရှားရှိနေစေဖြစ်တယ်ဆိုတာတပ်တွေပြဖို့အတွက် Pro Flight Campaign ကိုဆွေးနွေးနေရတာဖြစ်ပါတယ်။ကိုထင်လင်းကတော့အခုအချိန်ထိမိခင်ဖြစ်သူနဲ့ပေးမတွေ့သေးတာကြောင့်ကျမ်းမာရေးနဲ့အသက်အန္တရာယ်အတွက်အထူးစိုးရိမ်ပူပန်နေရတယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကတင်ထပ်မံထုတ်ဖော်ပြောဆိုထားပါတယ်။တာဖြစ်သူကလူလူကောင်းဆောင်တော်ဆန်းစုကြည်ကျမ်းမာရေးမကောင်းတဲ့အခြေအနေတွေရှိနေတာကြောင့်အခုလိုမျိုးစိုးရိမ်နေတာဖြစ်တယ်လို့လည်းဆိုပါတယ်။